ချက်တွေပါဖြစ်ဆိုတော့90 degree ပေါ်တယ်နော်ဆိုတော့ဆိုလိုတာကတစ်ခုကိုတစ်ခု perpendicular ဖြစ်တာပေါ့နော်တစ်ခုတစ်ခု perpendicular ဘယ်လိုပဲနေနေဥပမာဒီလိုပဲဖြစ်ဖြစ်ဒီလိုဒီဘက်မှာတိုင်းတာသူ့မှာပေါ့နော်တစ်ခုတည်းတစ်ခုတည်းဒီလိုမျိုးပါလေ perpendicular ဖြစ်တာပေါ့ဆိုတော့ this means that the two planes are at right angle to each other ဆိုတီတာတန်ဖို့နှစ်ခု90 degree ပေါ်တယ်တီတာတန်ဖို့နှစ်ခုဆိုတဲ့အတွက်ကြောင့်သူဒီတဲ့ပေါ့နော်အဲ့ဒီ plane နှစ်ခုဒီတစ်ခုနဲ့တစ်ခုနော် right angle တောင်းမှန်ကြားနေတယ်တောင်းမှန်ကြားနေတယ်ဆိုတဲ့အတွက်ကြောင့်အဲ့ဒီနေရာနောက်ပြီးတော့အဲ့ဒီနေရာမှာတောင်အန်ရဲ့တန်ဖိုး0လို့အစသွင်းနေတဲ့အတွက်ကြောင့် shear stress is 0နော် shear stress တန်ဖိုးဒီ0ဖြစ်တဲ့ပေါ့နော်တစ်ခုနဲ့တစ်ခုတောင်းမှန်ကြားနေတဲ့ပြင်ညီနှစ်ခုကိုရှားလာတယ်အဲ့ဒီ plane ကိုဘာလို့ခေါ်လဲဆိုတော့ principal plane လို့ခေါ်တယ်အဲ့လိုမျိုး shear stress 0ဖြစ်ပြီးတော့တစ်ခုနဲ့တစ်ခုပေါ့နော် right angle ဖြစ်တဲ့ perpendicular ဖြစ်တဲ့ plane နှစ်ခုကိုဘာ plane လို့ခေါ်လဲဆိုတော့ principal plane လို့ခေါ်တယ်အဲ့ဒီ principal plane ပေါ်မှာတက်ရောက်နေတဲ့ stress တွေကို principal stress normal stress တွေကိုဘာလို့ခေါ်လဲဆိုတော့ principal stress လို့ခေါ်တယ်ဆို principal plane ပေါ်မှာဘာပဲတက်ရောက်နေဆို normal stress ပဲတက်ရောက်နေမှာ normal stress ပဲတက်ရောက်နေမှာအဲ့ဒီ normal stress တွေကိုဘာလို့ခေါ်လဲဆိုတော့ principal stress လို့ခေါ်တယ်ဆိုဒါလေးတွေကိုမှတ်ထားပါမယ်အဲ့လိုဆိုတော့ principal plane ရှိတယ် principal stress ရှိတယ် principal plane ဆိုတာကအဲ့ဒီ plane နှစ်ခုဒီတစ်ခုနဲ့တစ်ခုတောင်းမှန်ကြားပြီးတော့အဲ့ဒီ plane မှာ shear stress တန်ဖို့တောင်းအန်တန်ဖို့ဒီမရှိဘူးတောင်းအန် equal to 0ဖြစ်တဲ့ plane ကို principal plane လို့ခေါ်တယ်အဲ့ဒီ principal plane မှာတက်ရောက်နေတဲ့ normal stress ကိုဘာလို့ခေါ်လဲဆိုတော့ principal stress လို့ခေါ်တယ်အဲ့လိုဆိုတော့ principal stress မှာနှစ်မျိုးရှိတယ် major principal stress နဲ့ minor principal stress ဆို major principal stress ကိုသင်္ကေတအနေနဲ့ဆိုရင် sigma 1လို့သတ်မှတ်ပါတယ် minor principal stress ကိုသင်္ကေတအနေနဲ့ဆိုရင် sigma 3လို့သတ်မှတ်ပါတယ်အဲဆို sigma 1ရဲ့ equation ဒီ equation 10.6 sigma 3အတွက် equation ဒီ equation 10.7 ရှိတယ်ပေါ့နော်ဒါဒီ major principal stress ညာ equation ဒါဒီ minor principal stress ရဲ့ equation အဲဆိုတော့ principal stress ကနှစ်ခုရှိတယ် major principal stress နဲ့ minor principal stress နော် major principal stress နဲ့ minor principal stress ဆိုပြီးတော့နှစ်ခုရှိတယ်ဆိုရှေ့ကပြောခဲ့တယ်အဲဆိုတော့နောက်ပြီးတော့ sigma 1 major principal stress ဒီ sigma 1ဒီအမြဲတမ်း sigma 3တက်ကြည့်တယ်ပေါ့ minor principal stress ကအမြဲတမ်းရှိတယ် sigma 1 greater than sigma 3ပဲ major principal stress ဒီ minor principal stress ကအမြဲတမ်းကြည့်ပါတယ်နော်အဲ့လိုဆိုတော့ major principal stress နဲ့ minor principal stress ကိုရှားပြီးတော့နော် major principal stress နဲ့ minor principal stress ရအောင်တော့အဲ့ဆိုတော့အဲ့ဒီ equation တွေကို most cycle ကနေဘယ်လိုရှာမလဲဆိုတာကိုဒီဒုတိယတစ်ပိုင်းကရှင်းပြလာတာပေါ့နော်ဒီအပိုင်းကကြတော့ most cycle ကနေဘယ်လိုရှားလာလဲဆိုတာကိုရှင်းပြအဲ့လိုဆိုတော့ normal stress and shear stress that act on any plane can also be determined by most cycle နဲ့ရှာနိုင်တယ်အဲ့ဆို most cycle မှာရှာတဲ့အခါမှာ side convention တွေက compressive normal stress ဆိုရင်အပေါင်းလို့ယူမယ်compressive normal stress ဆိုရင် positive လို့ယူမယ်ပေါ့နော် compressive normal stress ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီနေရာမှာဥပမာဒီ plane ကိုစမ်းသပ်မယ်ဆိုဒီ plane မှာဒါသည် compression ပဲနော်ဒီလိုမျိုးကို compression လို့ခေါ်တယ်မြားဒီလိုမျိုးတက်ရောက်တယ်ဆို tension လို့ခေါ်တယ်နော်အဲ့လိုဆိုတော့ compression ဆိုရင်အပေါင်းဒီ plane ကိုကျင်လာဒီ plane မှာဆိုမြားနေဒီလိုမျိုးဖိလာတယ်ဆိုတော့ compression ဆိုအပေါင်းဒီမှာဆိုလည်းဒါဆိုရင်အပေါင်းဒါဆိုရင်အပေါင်းပဲဟုတ်လားအားကြောင့်ဒီမှာသူရဲ့ normal stress တွေမှာ compressive ဆိုရင်အပေါင်း tension ဆိုရင် minus shear stress တွေမှာကြတော့ consider positive စမ်းထားတယ် if counter clockwise rotation အဲဆိုတော့ဒါဆိုလို့ရှိရင်ဒီလိုမျိုးဆိုလို့ရှိရင် clockwise ဒီလိုမျိုးဆိုရင်ဒီလိုမျိုးဆိုရင် counter clockwise ဒီလိုမျိုးနေရဆိုရင် counter clockwise ဆိုတော့ဒါဒီအပေါင်းဒါဆိုလို့ရှိရင်အလုပ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့လိုဆိုတော့တို့တွေက most cycle ကိုကျင့်တာပေါ့ဒီဆိုဒီက 10.1 ကိုနားလည်တော့ပြီဒီဘက်က major principal stress နဲ့ minor principal stress equation ကိုလေးရှားပြီးတော့ပြီပေါ့နားလည်တော့အဲဆိုတို့ဒီ most cycle ကိုရှင်းနော် principal or most cycle most cycle ရှင်းမယ် most cycle ဆက်တဲ့အခါမှာဒီနေရာမှာ 10.2 မှာ horizontal axis မှာ normal stress sigma ကိုထားလိုက်တယ် vertical axis မှာဘာကိုထားလိုက်လဲဆိုတော့ shear stress ကိုထားတယ် shear stress ကိုစပြီးတော့ဒီမှာ most cycle ဆွဲလိုက်တယ်ပေါ့ most cycle မှာဒီမှာ S ဆိုတဲ့ point ရှိမယ်ဒီမှာဘာရှိမလဲဆိုတော့ N ဆိုတဲ့ point ရှိမယ်ပေါ့ N ဆိုတဲ့ point ရှိမယ်ဒီမှာ most cycle ရဲ့ center ရှိမှာပေါ့နော် most cycle ရဲ့ center most cycle ရဲ့ center ထားလိုက်အဲဆိုတော့ဒီ most cycle ရဲ့ center ရှိအဲ့လိုဆိုတော့ဒီမှာ plane AD on the plane AD ရှိမယ် plane AB ရှိမယ်နော် plane AD ရဲ့ AB ရဲ့ရှိမယ်အဲဆိုတော့ခုနက
ခုနကဖီက10.1ပါဖီက10.1ပါရှိတယ်ဆိုတော့ဒီမှာ plane plane A ပေါ့နော် A ဒီမှာပါရှိတယ်ဆိုတော့ plane AD ရဲ့ AB ရဲ့ဆိုပြီးတော့ရှိတယ်ဒီမှာ plane AD plane ရှိတယ်နော် AD plane ရှိတယ်ဒီဟာ AB plane ရှိတယ်ဆို horizontal တို့ vertical ကိုစမ်းလာပါplane AD plane AB အဲ့လိုဆိုတော့ point RMM အဲ့ဒီဟာဒီဘာကိုကိုစားပြုလဲဆိုတော့ stress condition on the plane ADM AB AD plane နဲ့ AB plane ပေါ်မှာရှိတဲ့ stress ကိုကိုစားပြုတယ်အဲ့ဆို most side ဒီမှာ point R ရှိတယ် point R ရ M ရနော် point R နဲ့ M ဒီတဲ့ AD plane မှာရှိတဲ့ဒီ AD plane နဲ့နော်ဒီ AD plane နဲ့ AB plane မှာရှိတဲ့ဆိုတော့ point R ဒီ AD plane ပေါ့ point M ဒီ AB plane ပေါ့AD plane မှာရှိတဲ့ stress ကိုစားပြီးတော့ဒါဒီ AB plane မှာရှိတဲ့ stress ကိုစားပြီးလဲဆိုပြီးတော့ပြောတာ AB plane မှာရှိတဲ့ stress AD plane မှာရှိတဲ့ stress ကိုစားပြီးpoint R နဲ့အဲ့ဆိုတော့ point R မှာဘာတက်အောင်လဲဆိုတော့ဒီမှာဆိုလို့ရှိရင် AB မှာဆိုလို့ရှိရင် sigma y တောင် xy ဒါဒီ sigma y ဒါဒီပါရှိတယ်ဆိုတော့တောင် xy ရှိတယ် point ပေါ့နော် AD plane မှာဆိုလို့ရှိရင်ဒါဒီ sigma x ရှိတယ်ဒါဒီပါရှိတယ်ဆိုတော့တောင် xy ရှိတယ်တောင် xy ရှိတယ်အားကြောင့်သူ့ကိုဆွဲမယ်ဆိုလို့ရှိရင်ဒီမှာ sigma x, တောင် xy သူ့မှာဒီနေရာမှာ sigma AD plane ဖြစ်တဲ့အတွက်ကြောင့် sigma x နော် horizontal tempo ဒီ sigma x vertical tempo ဒီတောင် xy tempo ရှိတယ်အဲဆိုတော့သူ့မှာရှိတဲ့ horizontal tempo ဒီကနေဒီ horizontal tempo ဒီ sigma x tempo ရှိပြီးတော့ဒီဘက်မှာရှိတဲ့ tempo ဒီဘာလဲဆိုတော့တောင် xy tempo ရှိတဲ့နေရာမှာ point R ရှိတယ်အဲဆို point D ကကြတော့ဘာရှိလဲဆိုတော့ဒီနေရာမှာ point D ကကြတော့ဘာရှိလဲဆိုတော့ဒီမှာ sigma 1ရှိတယ်တောင် xy ရှိတယ်ပေါ့နော် sigma 1ရှိတယ်တောင် xy ရှိတယ်အဲ့လိုဆိုတော့ဒီဘက်မှာ sigma 1တောင် xy တောင် xy ရှိတယ်နော်တောင် xy ရှိတယ်တောင် xy ရှိတယ်ဆိုတော့ဒီမှာ point D ကကြတော့ဒီမှာ sigma 1တောင် xy ရှိတယ် AB plane ပေါ်မှာသူဒီ AB plane ပေါ်မှာရှိတာ sigma 1ရှိတယ်တောင် xy ရှိတယ်ဆိုလက္ခဏာကြည့်တဲ့အခါမှာ sigma x ကလည်း compression sigma 1ကလည်း compression ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်ခုတန်ဖိုးလုံးတွေအပေါင်းဒီဟာတန်ဖိုးအပေါင်းဒီဟာနှစ်ခုလုံးတွေအပေါင်းဖြစ်တဲ့အတွက်ကြောင့်တို့တွေကဒီနေရာမှာရှိတဲ့ most cycle ဒီ origin အမှတ်ရဲ့ဘာမှရှိဆို right side မှာပဲရှိတယ်အဲဆိုတော့တောင် xy လို့ချင်းတောင် xy တွေ counter clockwise ဆိုရင်အပေါင်း clockwise ဆိုရင် minus လို့ပြောတယ်အဲလိုဆိုတော့ဘသူက clockwise လဲဘသူက counter clockwise လဲလေ့ကျင့်မှာပေါ့နော်အဲလိုဆိုတော့သူကကြတော့ဒီလိုမျိုးလေဒီလိုမျိုးလေတဲ့သူဒီ counter ဖြစ်တဲ့အတွက်ကြောင့်သူဒီအပေါင်းတောင် xy ရှိတယ်ဒီဘက်ဒါကြတော့ဒီလိုလေမှာဒီလိုလေမှာဆိုသူက clockwise ဖြစ်တဲ့အတွက်ကြောင့်သူဒီ minus ရှိမယ်အားကြောင့်ဒီမှာဖြစ်တဲ့အခါမှာဒါဒီ plus တောင် xy ဖြစ်ပြီးတော့ဒီမှာ minus တောင် xy ဖြစ်လာတယ်အားကြောင့်သူဒီ minus ဖြစ်တဲ့အတွက်ကြောင့်ဒီ y ရဲ့ x မှာ minus အောက်အချက်မှာရှိတယ် minus အချက်မှာရှိတယ်အဲဆိုတော့ r နဲ့ n အမှတ်ကိုဒီနေရာမှာမှတ်ပြီးတော့ဒီမှာ most cycle ဆွဲလိုက်တယ် most cycle ဆွဲလိုက်တယ် most cycle ဆွဲလိုက်တဲ့အခါမှာဒီမှာဘာရှိလဲဆိုတော့ဒါဒီဥစ္စာမှာပေးထားတဲ့ plane ပေါ့နော်ဒါဒီ AD plane နဲ့ AB plane ဒီဘက်ကဟာဒီ AD plane ကိုကိုစားပြုပြီးတော့ဒီဘက်ကဟာဒီ AB plane ကိုကိုစားပြုတယ်နော် AD plane နဲ့ AB plane ကိုကိုစားပြုတယ်နော်ဒါဒီ AD plane ကိုကိုစားပြုပြီးတော့ဒါဒီ AB plane ကိုကိုစားပြုတယ်အဲ့လိုဆိုတော့ဒီမှာဘာရှိလဲဆိုတော့ဒီမှာ failure plane နော် failure plane normal stress တက်ရောက်နေတဲ့ဒီမှာ failure plane ကကြတော့ဒီဘက်မှာနော်ဒါဒီကိုစားfailure plane EF ကိုကိုစားပြုတယ်အဲ့လိုဆိုတော့ဒီဘက်ကနေတိုင်းလို့ရလာတယ်ဒီမှာဆိုလို့ရှိရင်သူဒီ horizontal axis ကနေဒီနေရာမှာ failure plane ထိ angle ဒီ angle theta ရှိတယ်ဆိုရင်ဒီဘက်မှာဘာရှိမလဲဆိုတော့ angle 2 theta ရှိတယ်နော် angle 2 theta ရှိဒီနေရာမှာ2 theta most cycle မှာဆို2 theta ရှိတယ်ပေါ့နော်2 theta ရှိတယ်အဲ့လိုဆိုတော့ဒါကိုနားလေတော့ပြီအဲ့လိုဆိုတော့ဒီဟာကကြတော့အဲ့လိုဆိုတော့တို့တွေက major principal stress minor principal stress တီးတော့ major principal stress minor principal stress ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင် normal stress ပဲရှိတယ် shear stress တန်ဖို့မရှိဘူးเนาะ shear stress တောင်းတယ်ဟိုဒီဝင်ရုံးမှာဆိုလို့ရှိရင် 0 shear stress တန်ဖို့0ဖြစ်တဲ့အတွက်ကြောင့်ဒီ axis ကိုကြတော့ဘာလို့ပေါ်လဲဆိုတော့ major principal stress နဲ့ဒါဒီ major ပေါ့နော်ဒါဒီ principal plane လို့ခေါ်တယ်ဒါဒီ principal plane ကိုပုံစပြုတယ် principal plane ကိုကိုစားပြုတဲ့အခါမှာဒီနေရာမှာ
stress တန်ဖို့တစ်ခုရှိတယ်ဒီနေရာမှာ stress တန်ဖို့တစ်ခုရှိတယ်ဆိုတော့ principal plane မှာတက်ရောက်နေတဲ့ stress ဒီ major principal stress လို့ခေါ်တယ် principal stress မှာနှစ်မျိုးရှိတယ် major principal stress နဲ့ minor principal stress major principal stress ဒီ minor principal stress ကကြီးတယ်ဆိုတော့ကြောင့်ကြီးတဲ့နေရာမှာရှိတဲ့တန်ဖို့ဒီ major principal stress sigma 1လို့ရှိပြီးတော့နေတဲ့နေရာမှာရှိတဲ့တန်ဖို့ဒီ sigma 3နော် sigma 3 minor principal stress ရှိတယ်ဆိုဒီနေရာဒီ0ဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိရတဲ့ဖို့0နေရာအဲကြောင့်ဒါဒီ principal plane ဒါဒီ minor principal plane ဒါဒီ major principal plane major principal plane ရဲ့ value sigma 1ရှိတယ် minor principal stress ရဲ့ value sigma 3တန်ဖို့ရှိတယ်အဲဆိုတော့ဒီမိုးဆိုင်ကနားလေတော့ပြီအဲဆိုမိုးဆိုင်ကမှာဒီနေရာမှာရှိတဲ့ origin အမှတ်ကနေဒီထိတန်ဖို့နော် origin အမှတ်ကနေဒီထိတန်ဖို့ဘယ်လောက်ရှိမလဲဒီဟာကြတော့ origin ပေါ့နော် center နော်မိုးဆိုင်ရဲ့ center ကနေဒီအထိ radius တန်ဖို့ဘယ်လောက်ရှိမလဲဒါဒီသူရဲ့ radius တန်ဖို့ဒါဒီ center အထိတန်ဖို့ပေါ့နော် center အထိတန်ဖို့ center အထိတန်ဖို့ကိုလိုချင်တယ်ဆိုရင်ဒီမှာရှာပြထားပါတယ်ဒီမှာ sigma x plus sigma y by 2ရှိတယ် radius ကိုလိုချင်တယ်ဆိုရင်ဒီ formula ရှိတယ်ပေါ့ဆိုတော့ဒါတော့ထုတ်လို့ရတယ်နော်ဒီဟာတော့ထုတ်လို့ရတယ်ဒီဟာတော့ထုတ်လို့ရတယ်ဆိုတော့ဒါဒီ diameter ဆို origin အမှတ်ကနေဒီထိဒီ sigma 3တန်ဖို့ origin အမှတ်ကနေဒီထိတန်ဖို့ဒီ sigma 1တန်ဖို့အဲ့လိုဆိုတော့ diameter ကိုလိုချင်တယ်ဆို sigma 1 minus sigma ပေါ့နော် sigma 1 minus sigma 3ပေါ့နော် sigma 1 minus sigma 3ဆို sigma 1 minus sigma 3ဆိုရင်ဒီမှာ radius ကိုလိုချင်တယ်ဆိုရင်အဲ့ဒီဟာကိုတစ်ပတ်ဆလိုက်ပေါ့နည်းနည်းဆပေါ့နော်တော့မဟုတ်ဒီနေရာမှာ sigma x တောင် xy နေနဲ့တွက်လိုက်မှဆိုရင်သူဒီဒါဒီ radius တန်ဖို့ကိုရလာမယ်ပေါ့နော်ဒါဒီ radius တန်ဖို့ဒီကနေဒီထိတန်ဖို့ဆိုလို့ရှိရင်တော့ဒါဒီဆရာပေါ့နော်ပေါ့နော်ဒီမှာဒီကနေဒီထိတန်ဖို့ဒီသူရ center မှာရှိတဲ့တန်ဖို့ sigma x plus sigma 1/2နော် sigma x plus sigma 1/2တန်ရှိတဲ့ center ထိတန်အဲ့လိုဆိုတော့ sigma 1ကိုလိုချင်တယ်ဆိုရင် c နဲ့ r ကိုပေါင်းပေးရမယ်နော် sigma 1ကိုလိုချင်တယ်ဆိုရင်ဒီကနေဒီထိဒီ sigma 1ဖြစ်တဲ့အတွက်ကြောင့် c နဲ့ r ကိုပေါင်းပေးမယ်အဲ့ဆိုတော့ sigma 3ကိုလိုချင်တယ်ဆိုရင်ဘာထဲကပါဝင်တော့မလဲဆိုတော့ sigma 3ကိုလိုချင်တယ်ဆိုဒီထဲက r ကိုလုပ်လိုက်မယ်ဒီကနေ c ထဲကဒီတစ်ပိုင်းကိုနှုတ်လိုက်တော့ဒီကနေဒီတစ်ပိုင်းကိုရလာတယ် c ထဲက sigma 3ကိုလုပ်လိုက်အားကြောင့်ဒီမှာ sigma 1 equal to c plus r sigma 3 equal to c minus r ဆိုပြီးတော့ရှင်းနိုင်တယ်အဲ့လိုဆိုတော့ rotation အနေနဲ့ကြည့်မှဆိုလို့ရှိရင် physical rotation ဒီဘက်မှာဆို physical rotation အနေနဲ့ဆိုဒီမှာ theta ရှိတယ်ဒါပေမဲ့ motion cycle မှာဆိုဒါဒီသူရဲ့ physical rotation ဒီမှာ 2 theta ရှိတယ်နော်အဲ့ဒါကို physical rotation 2 theta motion cycle rotation ဆိုရင်2 theta ဆိုပြီးတော့ရှိတယ်ဆိုပြီးတော့ပြောတာပဲနော်အဲ့ဆိုဒီပါအဲ့ဆိုအဲ့ဒီပုံကနေတို့တွေကဘာလို့ဆိုတော့ sigma n နဲ့တောင် n တန်ဖို့ကိုရှာလိုက်တယ် sigma n နဲ့တောင် n တန်ဖို့ကိုရှာလိုက်တော့နော်ဒီနေရာမှာ special case အနေနဲ့ plane AB နဲ့ plane AD ဒီ major principal နဲ့ minor principal plane တွေဖြစ်တယ်အဲ့လိုဆိုတော့နော်အဲ့လိုဆိုတော့တို့တွေကဒီ plane တစ်ခုကို major ပေါ့နော် principal plane ဆိုပြီးတော့စမ်းသပ်ပြလိုက်တယ်စမ်းသပ်ပြလိုက်တော့ဒီနေရာမှာရှိတဲ့တောင် n တန်ဖို့ဒီ0နည်းနည်းစမ်းသပ်လိုက်တော့အဲ့လိုဆိုတော့တနည်းအားဖြင့်ဒီနေရာမှာရှိတဲ့တောင်ဆိုတော့တောင်တယ်ဖို့တွေကို0အစသွင်းပေးလိုက်တယ်ပေါ့0အစသွင်းလိုက်ပြီးတော့စမ်းသပ်လိုက်တော့ sigma 1ရဲ့နေရာမှာ sigma 1နေလိုက်တယ် sigma x ရဲ့နေရာမှာ sigma 3နဲ့နေလိုက်တယ်အဲ့ဒါတွေအစသွင်းလိုက်တဲ့အခါမှာဘာရလာလဲဆိုတော့ equation 10.8နဲ့ 10.9ကိုရလာပါတယ် sigma n equal to sigma 1 plus sigma 3 by 2 plus sigma 1 minus sigma 3 by 2 cos 2 theta ရလာတယ်တောင် n equal to ရလာတယ်အဲ့လိုဆိုတော့ဒါတွေမိုးဆိုင်တွေကရလာတဲ့ equation ဆိုခုနက equation 10.6 10.7 ကကြတော့ equation ဘာလဲဆိုတော့ 10.6 တို့ဘာတို့ကကြတော့ဒီမှာ sigma x sigma y နဲ့ရလာတဲ့တန်ဖိုးတွေเนาะအပေါ်ထိအကုန်လုံးဒီ sigma x sigma y နဲ့ရလာတဲ့တန်ဖိုးတွေဒါပေမဲ့အခုဒီ equation ကကြောင်းကြတော့ major principal stress minor principal stress sigma 10.8 10.9 နဲ့ရလာတဲ့တန်ဖိုးတွေဖြစ်တယ်เนาะအဲ့ဒီဟာကိုဒီမှာ stress နဲ့စဉ်းစားမယ်ဆိုရင် sigma y တန်ဖိုးဒီ sigma 1နဲ့ညီတယ် sigma 1နဲ့ညီပြီးတော့ sigma x ရဲ့တန်ဖိုးဒီ sigma 3နဲ့ညီတယ်အဲ့ဆိုတော့ဒီနေရာဒီပေါ့နော် principal plane ကိုစဉ်းစားတာဖြစ်တယ်ဒါဒီ major principal stress လို့ခေါ်တယ်ဒါဒီ minor principal stress ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ principal plane တွေဒါဒီ principal plane တွေဒါလေး principal minor principal plane ဒါလေး minor principal plane ဒီဟာနှစ်ခုကကျတော့ major principal plane ဖြစ်တဲ့အတွက်ကြောင့် shear stress ဒီမရှိဘူးเนาะ no shear stress ဒီနေရာမှာ angle theta ရှိတယ်ပေါ့နော် angle theta ဒါဒီ failure plane ရှိတယ်အဲ့ဒီဟာကို motion cycle မှာဆွဲပြတော့ဒီလိုပုံစံမျိုးရှိတယ်ပေါ့နော်ဒါဒီ motion cycle မှာဆွဲပြတယ်အဲ့ဆိုဒီကျတော့ဒီမှာခဏနားပါမယ်